နမောတတပကဝတောအရဟတောဓမ္မံတံဗုဒ္ဓတ္တအားလုံးပဲမင်္ဂလာပါဒီကနေ့မှာတော့တနင်္လာသားသမီးများရဲ့တပတ်စာကံကြမ္မာအခြေအနေကိုဖဲပေတဲ့နီးနဲ့ဟောပြောပေးသွားမှာပဲဖြစ်ပါတယ်ကျမကတော့ဟောကြားပေးသူဆီယာမရွှေလုံးပဲဖြစ်ပါတယ်ဒီတပတ်အတွင်းမှာဆိုရှယ်မီဒီယာများပေါ်ကသတင်းတွေကြောင့်အေးအေးပြက်တာနေထိုင်မကောင်းသလိုလိုမျိုးဖြစ်တာစိတ်ခံစားချက်မကောင်းတာလိုမျိုးဖြစ်နေပါမယ်တနင်္လာသားသမီးများကိုချစ်ခင်ပေးမဲ့ကျင်နာပေးမဲ့သူနဲ့တွေ့ရပါမယ်ကိုထက်ငယ်တဲ့သူများရဲ့ချီးမွမ်းစကားများကိုလည်းကြားရပါလိမ့်မယ်9ရက်သားသမီးများကြောင့်စိတ်အနှောက်အယှက်အနှဲငယ်ကြုံရတတ်ပါတယ်အဲ့ဒီလိုမျိုးကြုံရပြီးပါကကိုဖြစ်ချင်တဲ့ဆန္ဒများမကြခင်မှာပဲပြေဝလာပါလိမ့်မယ်အချစ်ရေးအိမ်တော်ကြီးမှာတော့ဒီတပတ်တွင်မှာအရင်ကထက်ကိုပို့ပြီးတော့ချစ်နေပါလိမ့်မယ်မိမိရဲ့သက်ဆိုင်သူမှာနောက်တစ်ယောက်ရှိနေပြီဆိုတဲ့သတင်းကိုလည်းတိတိကျကျကြားရပြီးတော့ပြဿနာများစတင်ဖြစ်ပွားပါလိမ့်မယ်မိသားစုတွင်းမှာလည်းစိတ်မပျော်ရွှင်ရမှုတွေကြုံရတတ်ပါတယ်အကောင်းဆုံးခြေအနေများကိုစဉ်းစားတွေးတောပြီး move on လုပ်လိုက်ပါလို့မှာကြားခြင်းပါတယ်ကိုပိုချစ်ပြီးတော့တာယာပျော်ရွှင်တဲ့ဘဝလေးကိုခန်းစားကြည့်လိုက်ပါအလောက်ကင်စီးပွားရေးနဲ့ပတ်သက်ပြီးတော့ဟောကြားပေးသွားပါမယ်တနင်္လာသားသမီးများဒီတစ်ပတ်အတွင်းမှာအလုပ်ထဲမှာချီးမွမ်းပြောဆိုခြင်းများခံရတတ်ပါတယ်အဲဒီလိုမျိုးချီးမွမ်းခံရတာကြောင့်မနာလိုသူများကကိုယ့်အပေါ်မှာမကောင်းကြံတာမျိုးတွေနဲ့ကြုံရတတ်ပါတယ်ဒါကြောင့်အလုပ်ထွက်ချင်စိတ်များနေပါလိမ့်မယ်အလုပ်မထွက်ဘဲနဲ့ခဏလောက်တီးခတ်လိုက်ပါကိုယ့်အတွက်ကောင်းသောကံကောင်းခြင်းတွေကကိုယ့်အတွက်စောင့်ကြိုနေမှာဖြစ်လို့တီးခတ်ရခြင်းရဲ့အကျိုးကျေးဇူးတွေကိုပြန်ပြီးတော့ခံစားရပါလိမ့်မယ်ဒီတစ်ပတ်တွင်မှာစက်တူလုပ်ငန်းများလုပ်ကင်မှာကသတိဖြင့်ထားပြီးလောက်ကင်ဆောင်ရွက်ဖို့မှာကြံပါတယ်။ပါတနာရွေးမှားတာမျိုးတွေဖြစ်တတ်ပါတယ်။စာချုပ်ချုပ်ဆိုတာမျိုးတွေအယောင်းဝယ်လုပ်တာတွေကိုဒီတစ်ပတ်အတွင်းမှာသတိနဲ့ထားပြီးလှုပ်ဆောင်ဖို့မှာကြံပါတယ်။ကျန်းမာရေးအနေနဲ့ကတော့ခြေထောက်အဆစ်မြစ်ကိုက်ခဲတာတွေခေါင်းမူခေါင်းကိုက်ဝေဒနာများကြုံရတတ်ပါတယ်။အထိုင်အထများမှာသတိထားပါ။ရုတ်တရက်ခြေထောက်နာခြင်းအဆစ်လွဲခြင်းများဖြစ်ပေါ်တတ်ပါတယ်။ပညာရေးနိုင်ငံခြားကအခြေအနေတွေကတော့အရာအလုံးကအကောင်းဘက်ကိုစတင်နေပြီပဲဖြစ်ပါတယ်။ကိုယ်တိုင်ကစ조사ကျင်စိတ်တွေဖြစ်နေတယ်လို့မျိုးတေချာလေးလုပ်နေတယ်လို့အဘက်ဘက်ကနေလည်းအကူအညီကောင်းတွေရရှိနေပါလိမ့်မယ်။စာမိုးပဲဖြေတာမျိုးအလုပ်အင်တာဗျူးဖြေထားတာမျိုးဗီဇာလျှောက်ထားတဲ့သူတွေအတွက်ဒီတစ်ပတ်တွင်သတင်းကောင်းကြားရပါလိမ့်မယ်။ကျမကြီးနဲ့အခြားအနှောက်အယှက်အနှဲငယ်ကြုံရပေမဲ့အဆဆရရအဆင်ပြေသွားပါလိမ့်မယ်။ဒီတစ်ပတ်တွင်တနင်္လာသားသမီးများအတွက်ကံကောင်းစေမဲ့ဂိမ်းကနန်းများကတော့2 4 5 9တို့ပဲဖြစ်ပါတယ်။အယောင်အနေနဲ့ဆိုရင်တော့အဝါရောင်အနီရောင်အပြာရောင်တို့ကိုစင်မြန်းတင်ပါတယ်။ဒီတစ်ပတ်အတွက်လှုပ်ဆောင်ရမယ့်ရေဒီယာကတော့အိမ်ရဖျားမှာဖျားတောက်တော်ရီ3ခွက်စီမီ3နိုင်အမွှေးတိုင်3နိုင်တို့ကိုလှူဒန်းပြီးတော့ကိုဖြစ်ချင်တဲ့ဆန္ဒလေးကိုဆူတောင်းပေးပါ။တပတ်အတွင်းမှာတနင်္လာသားသမီးများအဆဆရရကံကောင်းပြီးတော့အရာရာတိုးတက်အောင်မြင်မှုတွေနဲ့ကြုံတွေ့နိုင်ရပါစေလို့ဆီယာမရွှေလုံးကဆုတောင်းပေးလိုက်ပါတယ်ရှင်။